စိတ်မပြောရနေရင်းနဲ့အိမ်မပြောရညရီအိမ်မတည်တည်ဒီလိုက်ပြီး6လန့်နေတဲ့ညတစီနားမချနေရတဲ့ဒီလိုပြောတဲ့စကားရီဘဝမှာပြင်ပြီးပြင်လို့မရနိုင်တော့တဲ့အမားရီစေကျော်တဲ့ရဲ့နောက်ဆုံးနှစ်မှာအသေးတွေခွဲခဲ့ဘူးတချင်းကငါမုန်းခဲ့တဲ့စစ်လေးတွေလည်းဆွဲခဲ့ဘူးမတရားကိုလက်မခံပဲရှောင်းကပြင်းဘာဆက်လို့ရမှန်းမသိအောင်ရီမန်းချက်ပြောက်တဲ့နေ့တွေလည်းငါရောက်ခဲ့ဘူးတကယ်တော့ဘဝဆိုရနေလိုက်မြင်လိုက်အဆင်တက်ပါပဲချေရရင်မင်းကိုနေ့ကျလက်ထက်ယူမစင်းလာတာပဲထွက်သွားတဲ့မင်းကိုကြည့်ပြီးမိကုန်းထုတ်တာချေကပါလေဆွဲတော့ဘူးတက်တင်ရှိရလောက်အောင်ပါရင်မားခဲ့တာလေထပ်ပြီးမလို့ထားဖို့တော့ငါစုတောင်းမပြေပါလားဒီနေ့လေဆိတ်ရှုပ်စရာလူတွေနဲ့ထပ်ပြီးရှင်းတန်ရမှာတိမ်တိုက်တွေထဲမှာဥတီချမ်းရှိပြန်တန်းနေတဲ့ငှက်ငယ်မင်းချောင်းနဲ့ခေါင်းထဲကနေပြီးတန်ထုတ်ပြဖို့တော့ခက်တယ်မားလို့ခဲ့တာနှလုံးသားဖြစ်ပြီးပေးဆက်ရတော့စုပ်တယ်လားဒီ secret တွေကိုဖော်ပြပြီးငါသက်ဆက်နေရခြင်းမျိုးရုံးနေနေလေးမတ်တန်လုံးတွေကနေပဲသူကဲမှာကိုချေရသူနဲ့ဝေးရတဲ့အခါငါ့ရဲ့ကဘာဟာကားခဏတောင်ဝင်လာတဲ့အဲ့တဲ့ကိုအဲဝတ်ကြည့်ပြီးမိလူလာထပ်ဖို့ရေကျူးဆိုင်မှုမျိုးတွေကိုပေးခြင်းမိတာအဆုံးသမလာတဲ့ဝတ္ထုတို့တပုတ်ကိုရေးခြင်းမိတာငါ့ကိုတတ်မဲ့ချိုးဝင်ကိုငါကိုယ်တိုင်စွန့်နေမိတာငါစောင့်နေတဲ့မှတ်တိုင်မှာမရဖက်ဆက်သွားတဲ့ဘတ်စကားရဲ့ဘတ်စကားဟိုမှာမျက်နှာကိုတစ်ဖက်လှည့်ထားခဲ့တယ်မင်းဒီလိုနည်းနဲ့ပဲငါတို့တွေဝေးခဲ့ကြရတဲ့အထက်မှာညဘက်တွေအေးကိုကြိုးစားတဲ့အတွေ့အကြုံမှာမင်းကဝင်မင်းပုံရိပ်တွေကနေရှောင်းပြေးကိုမျက်စိစုံမဲ့အေးကမင်းနဲ့တူရှိခဲ့တဲ့အခိုက်အတန့်နေတိုင်းဟာတွေ့ရပြတာအတွေ့အကြုံကိုလစ်လီရှုပြီးငါအဲ့လိုပြောသွားခဲ့ရင်မင်းပုံရိပ်တွေနဲ့အမှတ်တရတွေကအိမ်မက်တဲ့6လမ်းစေ